Hello အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်ကြည့်ပေးမှာကတော့ no contact situation ပေါ့နော်ကိုအနေနဲ့ကိုရဲ့ ex crush ချစ်သူကြီးစားအိမ်နောက်ဘက်ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ကိုအရင်တုန်းကအဆက်အသွယ်ရှိခဲ့တဲ့သူကအခုလောလောဆယ်အဆက်အသွယ်မရှိတော့ဘူးဆိုရင်ပြန်ဆက်သွယ်မှာလားဆိုတဲ့ reading ကိုကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ reading လေးအတွက် by 1 2 3ဆိုပြီးတော့ရွေးချယ်ထားပါတယ်အဲ့တော့ဒီဟာလေးတွေကတစ်ခုကိုပေါ့နော်ရွေးချယ်လို့ရပြီးတော့အောက်ကဒီ minute တွေမှာတွားရောက်ကြည့်ရှုလို့ရပါတယ်အဲ့တော့အဲ့ minute တွေမှာဒီပိုင်းတစ်ခုချင်းစီအတွက်တေချာလေးပြောပြပေးထားမှာဖြစ်ပါတယ်အဲ့တော့ဒီ reading တွေကတော့အားလုံးအတွက် energy ကိုက်ချင်မှာကိုက်ပါလိမ့်မယ်ဘာလို့လဲဆိုတော့ overall energy ဖြစ်တဲ့အတွက်မြင်တဲ့ဟာကိုမြင်တဲ့အတိုင်းတော့ကြည့်ရှုပေးတာမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အားလုံးပဲအစီအမီကြမယ်လို့မျှော်လင့်ပါတယ်အကယ်၍ personal reading တွေမြင်မြင်ကျင်နေဆိုလို့ရှိရင်တော့ before after ရဲ့ Telegram သို့မဟုတ် Facebook မှာလာရောက်မြင်မြင်လို့ရပါတယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်တာရတဲ့အနေရလေးဖြစ်ကြပါစေကဲအဲ့တော့ခုတစ်ခါမှာတော့ point 1ပေါ့နော် point 1တွေကိုစတင်ပြီးတော့ကြည့်ရှုပေးမှာဖြစ်ပါတယ်ကတ်တီကတော့ထုတ်ပြီးသားပေါ့နော်ထုတ်ရင်ကြဗီဒီယိုကကြာလို့ဒီထုတ်ထားတာပါအဲ့တော့ point 1နေအနေနဲ့ပေါ့နော်ကိုယ့်ရဲ့ no contact situation အတွက်ဘယ်လိုတွေရှိလာမလဲဘယ်လိုတွေဖြစ်နေမလဲဆိုတဲ့ဟာကိုအားလုံးအသေးစိတ်မြင်သမျှကိုကိုယ်ဝင်လင်းနဲ့အားလုံးပြပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ point 1တွေကိုကြည့်တဲ့အချိန်မှာလောလောဆယ်ပေါ့နော်ခုလက်ရှိမှာဘာဖြစ်နေလဲဆိုတော့ပြောမယ်ဆိုရင်ခုလက်ရှိမှာလေကိုယ့်အတွက်အဆင်မပြေလဲအဆင်ပြေအောင်နေရတဲ့ပုံစံမျိုးလေးကိုဒီမှာသွားပြီးတော့တွေ့ရတယ်ပေါ့နော်ပြောမယ်ဆိုရင်ကိုယ့်အတွက်ပြောရရင်အခုရွေးထားတယ်ပေါ့နော်ပိုင်ဝမ်းနေရွေးထားတဲ့သူကကိုယ့်အတွက် oasis လေးဖြစ်နေတယ်ပေါ့နော်ကိုယ်အဆင်မပြေတဲ့ချိန်မှာသူကကိုယ့်အတွက်စိတ်ချမ်းသာရာလေးတစ်ခုဖြစ်နေတယ်ဒါပေမဲ့တုံ့ပြန်ပြီးတော့ရလာတဲ့အရာတွေတုံ့ပြန်တဲ့အရာတွေကကိုယ့်အတွက်အဆင်မပြေတာမျိုးဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ပိုင်ဝမ်းနေနဲ့လက်မလျှော့သေးဘူးဆိုတာမျိုးလေးဒီမှာတော့တွေ့ရတယ်ပေါ့နော်အခုလက်ရှိမှာတော့အဆင်မပြေဘူးဒါပေမဲ့အဆင်ပြေအောင်နေရတယ်ဆိုတော့ပိုင်ဝမ်းတွေကိုအရင်ဆုံးသွားပြီးတော့တွေ့ရတယ်အဲ့တော့အတိတ်မှာတော့ကပိုင်ဝမ်းနေနဲ့ကကိုဟာနဲ့ကိုအဆင်ပြေနေခဲ့တယ်ပေါ့နော်ဒီလူနဲ့မတွေ့ခင်ကတော့အဆင်ပြေနေခဲ့တယ်ကိုလှလှပပနေတယ်ကိုလှုပ်ရှားရှိရလှုပ်တယ်အားလုံးအဆင်ပြေနေဒါပေမဲ့ဒီလူနဲ့တွေ့မှအဆင်မပြေဖြစ်သွားတာမျိုးတွေကိုရဲ့ standard ပေါ့နော်ကိုရဲ့သတ်မှတ်ထားတဲ့ level တွေကိုသတ်မှတ်ထားတဲ့စည်းကမ်းတွေကိုနှိမ့်လိုက်ရတဲ့သဘောမျိုးဖြစ်နေတယ်ပေါ့နော်အဲ့တော့အရင်တော့ကိုကဥပမာသပင်တူထားတာကြိုက်တယ်ဒါပေမဲ့ဒီလူနဲ့တွေ့တဲ့အချိန်မှာသူသပင်ရှည်ထားတယ်အဆင်မပြေမဲ့လည်းလုပ်ပေးတယ်ဒါပေမဲ့ဒီလူကကိုယ့်ပေါ်ကိုလုပ်ပေးတာရှိပေမဲ့ကိုယ့်ပေါ်ဘယ်လိုပြောရမလဲသစ္စာမရှိတာပဲပြောမလားကိုယ့်ပေါ်စိတ်မရှိတဲ့အခါကိုယ့်ဘက်ကနာကျင်ရတာမျိုးတွေရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးဒီမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ overall အနေနဲ့ကတော့ crush ချစ်သူကြီးစားအိမ်နောက်ဘက်ကိုယ့်ရဲ့ ex ကြီးစားဟောင်းပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီဘိုင်ဝမ်တွေကတော့သူတို့နဲ့ပတ်သက်ပြီးတော့နာကျင်ခဲ့ရတာမျိုးတွေတော့တွေ့ခဲ့ရတယ်ဒါပေမဲ့လောလောဆယ်မှာလည်းဘိုင်ဝမ်တွေနဲ့အဆင်ပြေအောင်နေရမျိုးအဲ့ဒါမျိုးလေးဒီမှာသွားပြီးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့သူပြန်ဆက်သွယ်လာဖို့ရှိလားပေါ့နော်ပြန်ဆက်သွယ်လာဖို့ရှိလားဆိုရှိတယ်ဒါပေမဲ့အရင်ကြီးတော့မမျှော်လင့်နာစေချင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့တိုင်ဝမ်နေဘက်ကဒါကြီးကြီးမားမားတွေးနေတာကြီးကြီးမားမားစိတ်ကူးရရင်နေတာတစ်ဖက်လူကကိုယ့်ပေါ်လူသုံးလို့ဖို့ပဲချောင်းနေဆိုတာမျိုးတွေ့ရတယ်ပေါ့နော်သူ့မှာအဆင်မပြေကိုစီရောက်လာမယ်သူ့မှာချစ်စရာလို့မရှိရင်ကိုစီရောက်လာမယ်သူ့မှာတခုခုလိုတာရှိကိုစီရောက်လာမယ်ဆိုတဲ့ဟာမျိုးပဲဒီမှာတော့တွေ့နေရတယ်ကွာသိလားအဲ့တော့ဒီမှာလဲပြောရတဲ့အတိုင်းပဲကိုကိုအရင်ချစ်ဖို့တွေ့နေရတယ်ပေါ့နော်အရင်တော့ပိုင်ဝန်းနေဒီလိုပုံစံမဟုတ်နေဘူးကိုဘယင်လိုမျိုးနေလာခဲ့တဲ့သူတွေကအခုကျတော့ဘလို့ဖြစ်သွားတာလဲဆိုတော့ energy မျိုးတော့တွေ့ရတယ်အဲ့တော့ပိုင်ဝန်းနေနဲ့ပြန်ဆက်သွယ်လာဖို့တော့ရှိတယ်ဒါပေမဲ့ကိုယ်လိုသုံးလုံးမယ်ဆိုတဲ့ဟာမျိုးပဲဒီမှာတွေ့ရတယ်ပေါ့နော်ကိုကိုအဲ့လိုပြန်ပြီးတော့ဘယ်လိုပြောရမလဲပိုင်ဝမ်းနေဘယ်လိုမျိုးပျော့သွားမလဲဆိုတာသူတို့သိတယ်အဲ့ဒါနဲ့ပဲ manipulate လုပ်ပြီးပြန်ရောက်လာမယ်ဆိုတာမျိုးဒီမှာသွားပြီးတွေ့ရတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တစ်ဖက်လူကကိုယ့်ပေါ်အားစိုက်ထုတ်တယ်ကိုယ့်ပေါ်ကျင်နာပြီးတယ်ဆိုရုံနဲ့တည်းကိုယ့်ဘက်ကစိတ်မပြော့သွားသေးဘူးပေါ့နော်ရေရှည်ကိုကြည့်တင်တယ်ဆိုတဲ့ဟာမျိုးဒီမှာတွေ့ရတယ်ဒီမှာလည်းပြရတယ်ပေါ့နော်ကိုယ့်အနေနဲ့ရေရှည်ကိုကြည့်ပြီးတော့တွေးတင်တယ်လှုပ်တင်တယ်အခုလောလောဆယ်ကိုယ်အဆင်မပြေတဲ့အချိန်မှာမှ तू ကလာပြီးတော့နင့်ကချစ်ပေးပါမယ်ကြီးစားပေးပါမယ်ဘယ်လိုဖြစ်ပေးပါမယ်လာဆက်သွဲတယ်တချို့တွေကပြန်ပြီးစကားပြောတယ်အဲ့လိုမျိုးကနေပြီးတော့ကိုယ်အဆင်မပြေဖြစ်နေတာကိုသူတို့မကြည့်ပဲသူတို့အဆင်ပြေကိုကြည့်နေရမျိုးတွေဖြစ်တတ်တယ်အဲ့ဒါတော့သတိထားရမယ်ပေါ့နော်တကယ်တော့သူတို့ရဲ့စိတ်ကအရင်
ရှင်းလဲမနေဘူးပေါ့နော်သူတို့လိုချင်တဲ့ဟာတွေသူတို့ဖြစ်ချင်တဲ့ဟာတွေသူတို့တကယ်စိတ်ရင်းနေကိုယ့်ပေါ့တကယ်စိတ်ရိုးရိုးသားသားအတိုင်းဖြစ်မနေဘူးဆိုတဲ့ပုံစံမျိုးဒီမှာတော့တွေ့ရတယ်အဲ့ဒါကြောင့်ပိုင်ဝမ်းနေနေနဲ့တစ်ဖက်လူပြန်ဆက်သွယ်လာတဲ့အခါနည်းနည်းလေးတော့သတိထားရမယ်ကိုယ့်ဘက်ကကိုအရင်ဆုံးဦးစားပေးပြီးမှတစ်ဖက်လူပေါ်ဆုံးဖြတ်ချက်ချတစ်ဖက်လူပေါ်ဆုံးဖြတ်ချက်ချတဲ့လို့ဒီမှာမြင်ရတယ်ပေါ့နော်အဲ့တော့ဒီပိုင်ဝမ်းနေနေနဲ့သူ့ဘက်ကပြန်ဆက်သွယ်လာဖို့ရှိတယ်ဒါပေမဲ့ပြန်ဆက်သွယ်လာမယ့်အကြောင်းရင်းကတော့အရင်ကောင်းတဲ့အကြောင်းရင်းတော့မဟုတ်နိုင်ဘူးပေါ့နော်ကိုယ်လိုသုံးလို့ဖို့ကိုယ့်စီအကျိုးတကူလိုလာလို့ပြန်လာဆက်သွယ်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဘယ်လိုပုံစံနဲ့ပြန်ပြီးဆက်သွယ်လာမှာလဲဆိုရင်သူ့ဘက်ကတတိယလို့စသဖြင့်ကိုယ့်အကြောင်းကိုလေးအဲ့လိုရမ်းသိကျင်တဲ့ပုံစံမျိုးနဲ့လာဆက်သွယ်လိမ့်မယ်ပေါ့နော်အဲ့တော့ကိုယ့်ဘက်ကဒီပိုင်ဝမ်းတွေဘက်ကဘလို့ထင်သွားနိုင်လဲဆိုတော့ဟဲ तू ကငါ့အကြောင်းကိုစိတ်ဝင်စားသေးရလားတတိယသေးရလား तू ကငါ့ကိုမေးလို့မရသေးတာလားဆိုတော့ဟိုပုံစံမျိုးနဲ့ဖြစ်တတ်တယ်အဲ့တော့အဲ့ဒါလေးကိုတော့တတိထားရမယ်လို့ဒီမှာတွေ့ရတယ်ပေါ့နော်အဲ့တော့သူတို့ဆက်သွယ်လာတဲ့ပုံစံကိုအဲ့လိုဂယူးတစ်ဆိုင်နဲ့တတိယလို့စိတ်ဝင်စားလို့ဟိုဘာများလုပ်နေလဲစသဖြင့်အဲ့လိုမျိုးစိတ်ဝင်စားလို့လာပြီးဆက်သွယ်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့သူနဲ့ရောရေရှည်သွားပြင်မလားဆိုရင်ရေရှည်ကတော့သွားပြင်မယ်ဒါပေမဲ့ပြန်ဆက်သွယ်လိုက်ပြန်ပြီးတော့ပျောက်သွားလိုက်အဲ့လိုပုံစံမျိုးဖြစ်နေမယ်ပေါ့နော်တစ်ဖက်လူကကိုယ့်အပေါ်ကိုတော့ရေရှည်တွေ့ရတာမျိုးထိမတွေ့ရနိုင်ဘူးပေါ့နော်ပိုင်ဝမ်းနေအပေါ်အဲ့လိုပဲတွေ့ရတယ်သိလားသူ့ဘက်ကအရင် serious ဖြစ်တွေးတာမျိုးမရှိနေဘူးပေါ့ပေါ့ပါပဲအစီအမီတော့မပြင်းလစ်မယ်ထွက်သွားမယ်ဆိုရင် energy မျိုးပဲဒီမှာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့သူ့ဘက်ကစိတ်အနေထားစိတ်အခြေအနေကတော့ခုနကပြောခဲ့သလိုပဲအရင်မရိုးရှင်းနေဘူးကိုယ်ဖုံးကွယ်ထားတာအများကြီးရှိတယ်ကိုလာပြီးတော့အကျိုးလိုဟိုညောင်ရည်သွန်းတာမျိုးတွေဖြစ်တတ်တယ်လုံးဝမယိုးသားဖုံးကွယ်ထားတာရှိတယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ရတယ်ဒါပေမဲ့သူ့ရဲ့အပေါ်ရင်ပုံစံကတော့နင့်ဘယ်လိုမျိုးဂယူးဆိုင်ချင်တာတတိယနေတာနေပါလေလုံနေတယ်ငါ့ဘာမဆက်သွယ်ဘူးစသဖြင့်အဲ့လိုပုံစံမျိုးဂယူးဆိုင်တဲ့ပုံစံမျိုးနဲ့လာပြီးတော့ဆက်သွယ်လိမ့်မယ်ဒါပေမဲ့သူ့ရဲ့စိတ်ရင်းကတော့မယိုးသားဘူးဆိုတဲ့ energy မျိုးပဲတောက်လျှောက်တွေ့နေရတယ်ပေါ့နော်အဲ့တော့ပိုင်ဝမ်းနေအားလုံးပဲအစီအမီကြမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ပိုင်ဝမ်းနေဒီ reading နဲ့ပတ်သက်ပြီးတော့တော်တော်လေးရှင်းသွားမယ်လို့မျှော်လင့်ပါတယ်ဒီ reading ကတော့ overall energy ဖြစ်တဲ့အတွက်အားလုံးနဲ့ energy ကိုက်ချင်မှကိုက်ပါလိမ့်မယ်အဲ့တော့အကယ်၍ personal reading ကိုယ့်အတွက်ကိုယ်ဒါမေးမြန်းချင်တယ်ဆိုလို့ရှိရင်တော့ before after ရဲ့ Telegram သို့မဟုတ် Facebook မှာလည်းလာရောက်မေးမြန်းလို့ရပါတယ်အဲ့တော့ channel တွေကိုလည်းဒီ description မှာတင်ပေးထားပါပဲပေါ့နော်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်ကဲအားလုံးပဲခုတစ်ခေါက်မှာတော့ပိုင်တူးတွေအလှည့်ပေါ့နော်ပိုင်တူးတွေအနေနဲ့သူ့ဘက်ကဟိုပြန်ပြီးဆက်သွယ်လာမှာလား no contact situation ပေါ့နော်ကိုယ့်ရဲ့ ex ချစ်သူကြီးစားအိမ်တော်ဘက် crush ဘယ်သူပဲဖြစ်ဖြစ်ကြည့်လို့ရပါတယ်ဒါပေမဲ့အရင်တော့ကိုယ့်ကိုဟိုဆက်သွယ်ခဲ့ဘူးတဲ့သူပေါ့နော်ဆက်သွယ်ခဲ့ဘူးတဲ့သူကအခုဆက်သွယ်ပြတ်သွားလို့ပြန်ဆက်သွယ်လာမှာလားဆိုတဲ့အခြေအနေကိုကြည့်ပေးရတာဖြစ်ပါတယ်ကဲအခုတစ်ခါမှာတော့ပိုင်တူးတွေလှည့်ပေါ့နော်ပိုင်တူးတွေကိုအခုတစ်ခါ no contact situation ကိုယ့်ရဲ့ချစ်သူကြီးစားအိမ်တော်ဘက် crush x ကြီးစားဟောင်းပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်ကိုနဲ့အရင်တော့ကအဆက်အသွယ်ရှိခဲ့ဘူးတဲ့သူကအခုပြန်ဆက်သွယ်လာမှာလားဒါတဲ့အဆက်အသွယ်ပြတ်သွားတာဘာဖြစ်လို့လဲစသဖြင့်ဒါတွေအားလုံးကိုကြည့်ရှုပေးမှာဖြစ်ပါတယ်ကဲအဲ့တော့တွေ့ရတဲ့ဟာတွေကိုပြောပြရမယ်ဆိုလို့ရှိရင်ဘယ်လိုစေပေါ့နော်ပိုင်တူးတွေအနေနဲ့အခုလက်ရှိမှာဘာဖြစ်နေလဲဆိုတော့စိတ်နှစ်ခွဖြစ်နေရမျိုးဒီမှာတွေ့ရတယ်ကိုယ့်ဘက်ကလှုပ်တဲ့မလှုပ်တဲ့ဟိုအမြဲတမ်းတွေ့ဝေနေရတယ်ပေါ့နော်စိတ်နှစ်ခွဖြစ်နေရမျိုးဒီမှာသွားပြီးတော့တွေ့ရတယ်အဲ့တော့ပိုင်တူးတွေအနေနဲ့အခုလောလောဆယ်မှာစိတ်ရှုပ်ထွေးရတာမျိုးစဉ်းစားခတ်နေရမယ်တခုဆိုကိုလှုပ်ချင်တာလားမလှုပ်ချင်တာလားသူ့ကိုလက်ခံချင်တာလားလက်မခံချင်တာလားဒီလှုပ်ကိုလှုပ်ချင်တာလားဒီပညာရေးဆက်သွားချင်တာလားမသွားချင်တာလားဆိုရဲအဲ့လိုမေးခွန်းနေနေပဲပတ်ချလေရိုက်နေနေမယ်ပေါ့နော်အခုလက်ရှိရတော့အဲ့တော့ပိုင်တူးတွေအတိတ်ကဘာဖြစ်ခဲ့လဲဆိုတော့ကို့အနေနဲ့ပြောမယ်ဆိုရင်ကိုတော့ရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့ဟိုစိတ်ထဲကမပြတ်သားနိုင်ဘူးဆိုတဲ့ပုံစံမျိုးဒီမှာသွားတွေ့ရတယ်ပေါ့နော်အဲ့တော့ပိုင်တူးတွေအနေနဲ့ကတစ်ဖက်လူနဲ့ကိုယ်နဲ့ကအခုချိန်မှာစီးထားရတော့မှန်တယ်ဒါပေမဲ့ကိုယ်စိတ်ထဲမှာကတော့ဟိုရှိနေသေးတယ်ပေါ့နော်ကိုယ်စိတ်ကနူးညံ့လို့တကယ်ကိုစီးမထားရဲနဲ့တွေးလိုက်ရရင်လုံးဝဟိုပြက်ပြေသွားမှာမို့လို့ကိုယ့်ဘက်ကစီးထားရတယ်ဆိုတဲ့ပုံစံမျိုးဒီမှာတွေ့ရတယ်ပေါ့နော်အဲ့တော့ပိုင်တူးတွေအနေနဲ့ဒီတစ်ဖက်လူနဲ့ပတ်သက်ရင်စီးထားရခဲ့ပြီမဲ့စိတ်ထဲမှာတော့ရှိနေသေးတယ်ကိုယ့်ရဲ့စိတ်ထဲမှာတော့အမြဲတမ်းသူ့အကြောင်းတွေတွေးမိနေသေးတယ်ဆိုတဲ့ပုံစံမျိုးဒီမှာတော့တွေ့ရတယ်အဲ့တော့နောက်တော့ကျမှပြန်ဆက်သွယ်လာဖို့ရှိလားပေါ့ကြောင်းမယ်ပေါ့နော်ပြန်ဆက်သွယ်လာဖို့က
ကြောင်းမယ်လို့တွေ့ရတယ်အဲ့တော့သူ့အကြောင်းကိုကိုယ့်အနေနဲ့နှစုံနှဖျားကြားရမယ်သူ့အကြောင်းကိုကြားရမယ်ဒါပေမဲ့မကြာခဏတော့မဟုတ်ဘူးတစ်ခါတလေမှကြားရလိမ့်မယ်ပြန်ဆက်တွေလာဖို့တော့ရှိပြီမယ်ကြောင်းမယ်တော်တော်ကြောင်းမယ်6လထက်ကြောင်းမယ်လို့တွေ့ရတယ်ပြန်ဆက်တွေလာအောင်လေသူ့အကြောင်းတစ်ခုခုလာမေးတာသူသိကျင်တဲ့အကြောင်းတစ်ခုလေးလာမေးပြီးတော့ပျောက်သွားတာမျိုးကိုယ့်ဘက်ကစကားပြန်ပြောတော့အေးဆက်ဆက်ဖြစ်တာမျိုးစာမပြန်တာမျိုးတွေဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ file 2တွေအနေနဲ့ကတော့တစ်ဖက်လူတွေကတော့ရေရှည်အရင်ကြီးဘယ်လိုပြောရမလဲညှို့မှန်းတာလို့မရနိုင်ဘူးပေါ့နော်တစ်ဖက်လူကလည်းသူ့ကိစ္စနဲ့သူ့အကြောင်းနဲ့သူဖြစ်နေရမျိုးဒီမှာတော့တွေ့ရတယ်ပြီးတော့တစ်ဖက်လူရဲ့စိတ်ထဲမှာတခြားလူတွေရှိနေရမျိုးလည်းတွေ့ရတယ်ပေါ့နော်ဒီပိုင်တူးတွေရွေးချယ်ထားတဲ့သူတွေစီမှာသူတို့ရဲ့မိသားစုနဲ့တခြားလူတွေလည်းဒီမှာတော့တွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်အရင်ကြီးတော့မမျော်လင့်ထားစေချင်ဘူးအရင်ကြီးမျော်လင့်ချက်မထားစေချင်ဘူးလို့ပြောချင်တယ်သူတို့ကပြန်ဆက်သွယ်လာဖို့ရှိပေမဲ့အကြောင်းအရာတစ်ခုနဲ့ပျောက်သွားမယ့်ပုံစံမျိုးဒီမှာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒါမဲ့ဒီမှာတချို့တစ်ဝက်ကတော့ပြန်ဆက်သွယ်လာဖို့ရှိတယ်ကိုယ့်တကယ်မေးမရလို့ပြန်ဆက်သွယ်လာမျိုးတွေရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့မေးမရတာဆိုပေမဲ့လေသူတို့ဘက်ကအကြောင်းရင်းကကိုယ်တကယ်ချစ်ခင်နှစ်သက်လို့မဟုတ်ဘဲနဲ့တဝင်းတိုးလို့ဘယ်လိုပြောမလဲတဝင်းတိုးလို့တခြားတယောက်နဲ့တွေ့ရတာသူတို့စိတ်ထဲမှာဥတိုလို့စသဖြင့်လိုမျိုးပြန်လာဆက်သွယ်တာမျိုးတွေဖြစ်တတ်တယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီဘယ်လိုပြောမလဲသူတို့စိတ်ထဲမှာကိုမကိုချစ်ပြီးတော့ကိုမကိုဖြစ်ပြီးတော့လာဆက်သွယ်တာမျိုးတော့မဟုတ်ဘူးပေါ့နော်ကိုအတွက်ကိုသူ့အတွက်အကျိုးရှိစေမယ့်အရာတွေကြောင့်မလာဆက်သွယ်တာတော့ရှိတယ်ဒါပေမဲ့ဘယ်လိုပြောမလဲပိုင်တူးတွေအနေနဲ့နားလည်မလားတော့မသိဘူးသူကကိုယ့်ဘောစိတ်တော့ရှိရဒါပေမဲ့ကိုယ့်ကိုချစ်လာပါကြီးရဲ့ဆိုပြီးပြန်လာဆက်သွယ်တာတော့မဟုတ်ဘူးတခြားလူနဲ့တွေ့တယ်တဝင်တူလို့ပြန်လာဆက်သွယ်တာတချို့ကကြတော့လေကိုယ့်ကိုသူ့မမေ့စေချင်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးကြောင့်ပြန်လာဆက်သွယ်တာမျိုးပဲဖြစ်လိမ့်မယ်ဒါမဲ့လေပိုင်တူးတွေအနေနဲ့တချို့တစ်ဝက်ကတော့စောင့်ရကြိုးနဲ့တဲပဲပြောရမလားမသိဘူးအဲ့ဒီလူတွေနဲ့ပဲရေရှည်သွားဖို့ဖြစ်နေတယ်ပေါ့နော်တချို့တွေကကြောက်လေတိတ်မကောင်းပေါ့နော်ပြောချင်တာကဒီပိုင်တူးတွေရွေးချယ်တဲ့သူကတစ်ဖက်လူကကိုယ်မနာလို့တာမဟုတ်ပါဘူးဒီလိုတဝင်းတူတာပေါ့နော်ပြောရမယ်ဆိုတခြားလူနဲ့တွေ့ပြီးတဝင်းတူတာမျိုးလာဆက်သွယ်တာအကြောင်းသာနှစ်ယောက်ကရေရှည်သွားပြနေတာဒါမဲ့ရေရှည်ကြတော့လေအဆင်ပြေလားဆိုတော့လည်းမပြေဘူးအဲ့လိုပုံစံမျိုးတွေဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ပိုင်တူးတွေအနေနဲ့ကတော့ဒီကြားထဲမှာတော့လေဒီမှာ new beginning စဖို့ရှိတယ်ပေါ့နော်ကိုယ့်အနေနဲ့တခြားလူတွေရောက်လာတာမျိုးကိုယ့်အသည့်တွေကလူရောက်လာတာမျိုးတွေရှိနေမယ်အဲ့လူနဲ့တက်တိုက်ဆိုင်ဆိုင်ပဲဒီကိုယ့်ရဲ့မေးထားတဲ့ပေါ့နော် no contact situation ကလူကလည်းပြန်လာဆက်သွယ်ဖို့ရောက်လာဖို့ရှိတယ်ဒါပေမဲ့အချိန်ကတော့ကြာမှာအနည်းဆုံး3လနဲ့6လကြာမယ်လို့တော့ဒီမှာတွေ့ရတယ်ပေါ့နော်အဲ့ဒါပြီးမှသာနှစ်ယောက်ကအဆင်ပြေပြေနဲ့ရှေ့ဆက်သွားနိုင်မယ်လို့တော့တွေ့ရတယ်ဒါပေမဲ့မျှော်လင့်ချက်တော့အရင်မထားစေချင်ဘူးပေါ့နော်ဒီပိုင်တွေးတွေရွေးချယ်ထားတဲ့သူရဲ့တစ်ဖက်လူရဲ့စိတ်ထားကိုပြောရမယ်ဆိုရင်သူ့ရဲ့စိတ်ထားလေဒီမှာတော်တော်များတွေ့ရဘလို့ဖြစ်လဲဆိုတော့ကိုယ်ချစ်လိုက်ပါကြီးကြိုက်လိုက်ပါကြီးမဟုတ်ဘဲနဲ့ဆေးပေးမိယူပုံစံမျိုးတွေ့ရတယ်ပေါ့နော်သူ့ကိုလည်းကိုကပြည်သူဆောင်ရှောက်သူကလည်းကိုကိုပြန်ပြီးကြည့်မယ်ဆိုတဲ့ပုံစံမျိုးပြောရင်ဆေးပေးမိယူပုံစံမျိုးဒီမှာတွေ့ရတယ်ပြောရင် family life တည်ထောင်ခြင်းလို့ကိုယ်စီရောက်လာတဲ့သဘောမျိုးပေါ့နော်ကိုကအဲ့လိုအတွက်အဆင်ပြေလို့ရောက်လာတဲ့ပုံစံမျိုးဖြစ်နေတတ်တယ်အဲ့တော့သူ့ရဲ့စိတ်ထားအချစ်စစ်ကတော့100%တော့ဖြစ်မနေဘူးပေါ့နော်ကို့ဘော်တော့အရင်မရိုးသားရလည်းမဟုတ်ဘူးအရင်ချစ်နှစ်သက်နေရမျိုးတော့မဟုတ်ဘူးစိတ်ထဲတော့ရှိတယ်လုံးဝမေတ္တာစီမေတ္တာမှန်မဟုတ်ပေမဲ့လို့သူ့အကျိုးကိုယ့်အကျိုးကပြန်လာဆက်သွယ်တာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါလေးတော့သတိထားရမယ်ပေါ့နော်အဲ့တော့ပိုင်တူးရေးချယ်တဲ့သူတွေကတော့ပြန်လာဆက်သွယ်ဖို့ရှိတယ်ဆက်သွယ်တဲ့အခါမှာလည်းပထမတစ်ခါတော့တချောင်းပြောပြီးတော့ပျောက်သွားတယ်ဖြစ်တတ်တယ်ပြီးတော့မှနောက်တစ်ချိန်ပို့စီလည်းလူသက်လည်းရောက်မယ်သူကလည်းပြန်လာဆက်သွယ်တဲ့အချိန်နဲ့ပြန်ကြုံအောင်မယ်လို့တော့ဒီမှာတွေ့ရတယ်ဒါပေမဲ့3လဝန်းကျင်လောက်ကြာအောင်မယ်အဲ့ဒီဗီဒီယိုကြည့်တဲ့အချိန်ကနေပြီးတော့ပေါ့နော်3လဝန်းကျင်လောက်ကြာအောင်မယ်အဲ့အခါမှသာဒီ situation ကတယောက်နဲ့တယောက်ဆက်သွယ်ပြမယ်ဆက်နွယ်ပြမယ်ဆိုတဲ့ပုံစံမျိုးတော့ဒီမှာတော့တွေ့ရတယ်ပေါ့နော်တချို့ကတော့ရေရှည်သွားပြမယ်တချို့ကတော့ရေရှည်သွားပြင်မဲ့လည်းအဆင်မပြေတဲ့ပုံစံမျိုးတော့ဒီမှာတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ပိုင်တူးတွေအနေနဲ့အားလုံးပဲအဆင်ပြေကြမယ်လို့ပြောလိုက်ပါတယ်ဒီ reading လေးကကြတော့ overall ကြည့်ပြီးတဲ့အတွက်အားလုံးနဲ့ energy ကိုက်ချင်မှာကိုက်ပါလိမ့်မယ်ဒါပေမဲ့ကိုယ့်အတွက်တယောက်တည်း personal reading မေးမြန်းချင်တယ်ဆိုလို့ရှိရင်တော့ before after ရဲ့ Telegram မှာလည်းလာရောက်မေးမြန်းလို့ရတယ်လို့ Facebook မှာလည်းလာရောက်မေးမြန်းလို့ရပါတယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်တာယာတဲ့နေ့လေးဖြစ်ကြပါစေကဲဆိုတော့အခုတစ်ခါမှာတော့ point 3တွေလှည့်ပေါ့နော် point 3တွေလှည့်ဘာတွေဖြစ်လာမလဲကြည့်ကြည့်အောင်
ဆိုတော့ပိုင်း3နေအနေနဲ့ပေါ့နော်အခုလက်ရှိမှာတော့ဘယ်လိုမျိုးဖြစ်နေလဲဆိုတော့လောလောဆယ်မှာလေပိုင်း3တွေနဲ့မိသားစုနဲ့ပတ်သက်တာမျိုးကိုယ့်ရဲ့ငွေကြေးကိစ္စကိုယ့်ဘဝကိစ္စအတွက်လေတော်တော်လေးလုံးပတ်နေရတာမျိုးဒီမှာတွားပြီးတွေ့ရတယ်ပေါ့နော်အဲ့တော့ပိုင်း3တွေအနေနဲ့ကလောလောဆယ်မှာတော့အဆင်မပြေဘူးဒါပေမဲ့အဆင်ပြေအောင်နေရတဲ့ပုံစံမျိုးရှိတယ်ပြီးတော့အတိတ်ကလည်းတော်တော်လေးနာကျင်ခဲ့တာမျိုးတွေ့တယ်အဲ့တော့ပိုင်း3တွေရွေးချယ်ထားတဲ့သူတွေအတွက်ကလေဘယ်လိုပြောရမလဲတစ်ဖက်လူငယ်ကကားမစ်ပုံစံမျိုးဝေကျွေးပါလာတဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်အဲ့ဒါလေးတွေကိုတော့သတိထားရမယ်ပေါ့နော်ဒါကတော့အရင်ကပေါ်တာပေါ့အဲ့တော့လောလောဆယ်မှာတော့ပိုင်း3တွေအနေနဲ့ပေါ့နော်ကိုပြန်ပြီး healing လုပ်မယ်လွှတ်ချမယ်တွေးပြီးမယ်ဘလို့မှလွှတ်ချမရနိုင်တဲ့မရနိုင်တဲ့အခြေအနေကတော့ရှိနေတယ်ပေါ့နော်အဲ့တော့ပိုင်း3တွေအနေနဲ့တော့လောလောဆယ်မှာဒီလိုလေးတွေကြုံနေရတယ်အဲ့တော့ဒီဘက်ကပြန်လာဖို့ရှိလားပြန်ဆက်သွယ်လာဖို့ရှိလားပေါ့နော်ကိုယ့်ရဲ့ ex ချစ်သူကြီးစားအိမ်အောင်ဘက်ကိုယ့်ရဲ့ crush ပေါ့နော်ဘယ်လိုပဲဖြစ်အရင်တုန်းကမဆက်သွယ်ခဲ့တဲ့သူကအခုချိန်မှာပြန်ပြီးတော့ဆက်သွယ်လာဖို့ရှိလားကြားတဲ့အေးဆက်သွားတာပြန်ပြီးအဆင်ပြေလာဖို့ရှိလားဆိုကြည့်လိုက်တဲ့အချိန်မှာပြန်ပြီးတော့ဆက်သွယ်လာဖို့ထက်လေသူ့ဟာနဲ့သူလုံများနေတာသူ့ဟာနဲ့သူအေးချမ်းနေတာမျိုးဒီမှာတွေ့ရတယ်ဒီလားဟိုဆက်သွယ်လာဖို့ကတော့ဒီမှာလောလောဆယ်မတွေ့ရဘူးပေါ့နော်တစ်ဖက်လူကဆက်သွယ်လာဖို့ထက်လေသူ့ဟာနဲ့သူတယောက်တည်းအဆင်ပြေပြေနေနေရမျိုးတွေ့ရတယ်ပြီးတော့သူကလေတယောက်တည်းသာအဆင်ပြေနေတာအရင်တော့အတိတ်တုန်းကလုပ်ခဲ့တဲ့ဟာတွေကလည်းအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုသူမေ့ပြလိုက်ပြီပေါ့နော်ဟောအတိတ်တုန်းကဟာတွေပဲဆိုပြီးတော့မေ့ပြလိုက်တဲ့သူတွေမှာကိုလည်းဒီပိုင်း3တွေလည်းတယောက်ပါတယ်လို့ဒီမှာတော့တွေ့ရတယ်အဲ့တော့တစ်ဖက်လူဘက်ကတော့ကိုမေ့လိုက်ပြီးကိုနဲ့ကိုလည်းစိတ်ထဲမှာမရှိဘဲနဲ့အများကြီးလည်းမတွေးတော့ဘူးပြန်လာဆက်သွယ်ရင်တော့မှဘာဟဲ့ဘာလုပ်နေလဲဘာညာအဲ့လောက်ပဲပြန်ဆက်သွယ်လာဖို့ရှိတယ်လုံးဝ seriously နင်းနဲ့ငါနဲ့ပြန်တွဲရအောင်ဘလို့လဲအဆင်ပြေနေတာအဲ့လောက်ထိမရှိနေဘူးပေါ့နော်သူ့စီမှာလည်းကိုလိုမျိုးလူတွေအများကြီးရှိခဲ့တယ်ဆိုတဲ့ပုံစံမျိုးဒီမှာတော့တွေ့ရတယ်အဲ့တော့ပိုင်း3တွေအနေနဲ့ပေါ့နော်ဒီအခုလက်တလောပိုင်း3တွေလာချင်းကတဲ့လူတွေများလိမ့်မယ်ကိုသဘောကျနေတဲ့လူတွေရှိရပေါ့နော်အဲ့တော့ဒီမှာပြရတဲ့အတိုင်းပဲကိုဘက်ကလက်လွတ်ဖို့တင်တယ်ဒီမှာလက်လွတ်ဖို့တင်တယ်ဆိုတဲ့ပုံစံမျိုးဒီမှာတွေ့ရတယ်ပြီးတော့ပိုင်း3တွေကိုချင်းကပ်ဖို့ပေါ့နော်ရှိနေတာမျိုးဒီမှာတွေ့ရတယ်အဲ့တော့ပိုင်း3အနေနဲ့လောလောဆယ်ကိုနာကျင်ရတဲ့ဟာတွေကိုလက်လွတ်ဖို့လုပ်တင်နေဆိုတဲ့ဟာမျိုးပဲဒီမှာသွားပြီးတွေ့ရတယ်ပေါ့နော်အရင်မစွဲကင်ထားပါနဲ့ပေါ့နော်ပြီးတော့ပိုင်း3တွေတခုဖြစ်နေတာကဘာလဲဆိုတော့ကိုအနေနဲ့လန့်နေကြောက်တယ်ပေါ့နော်အရင်တော့ပုံစံတိုင်းဖြစ်မှာစိုးတယ်တစ်ဖက်လိုလဲတခြားလူတွေလည်းလက်မခံရဲဘူးလက်မခံချင်ဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်စိတ်ထဲမှာရင်ထဲမှာကြောက်တယ်စိုးရိမ်တယ်အခြေရင်းမှာအဆင်မပြေခဲ့တာများတော့လေကိုအတွက်ချစ်ရမှာကြောက်တယ်ပေါ့နော်ကိုနှလုံးသားထည့်ရမှာကြောက်တယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်ဒါပေမဲ့ပိုင်း3တွေအနေနဲ့ကိုအနေနဲ့ explore လုပ်ကြည့်ပါဆိုတဲ့ဟာမျိုးပေါ့နော်ကိုအနေနဲ့ရင်ဆိုင်ကြည့်ပါမမျှော်လင့်မနဲ့ရင်ဆိုင်ကြည့်ပါအဆင်ပြေသွားတာမျိုးရှိလိမ့်မယ်လို့ဒီမှာသွားတွေ့ရတယ်ပေါ့နော်အဲ့တော့ပိုင်း3တွေအတိတ်ကလိုလက်လွတ်ချဖို့လိုအပ်နေတယ်ကိုအနေနဲ့ပျော်ရွှင်ရင်းနဲ့ရှေ့ဆက်သွားနိုင်ဖို့လိုအပ်နေတယ်ပေါ့နော်ကိုဘေးနားမှာရှိတဲ့အရာတွေကိုကြည့်ရင်လည်းလက်ခံနိုင်ပြီးရှေ့ဆက်သွားဖို့လိုအပ်နေတယ်ပိုင်း3တွေကလေတော်တော်လေးအခြေခံရမယ့်သူတွေဒါပေမဲ့ကိုယ့်အပေါ်မကောင်းတဲ့လူမှဆွဲလန်းနေရမျိုးတွေဖြစ်နေတယ်အဲ့တော့တစ်ဖက်လူရဲ့စိတ်ထားကတော့ခုနပြောဆိုပဲပေါ့နော်ကိုအများကြီးမတွေးနေဘူးကိုကလည်းအဲ့သူထားခဲ့တဲ့လူတွေကတယောက်ဖြစ်နေတယ်အဲ့ဒါကြောင့်ပိုင်း3တွေအနေနဲ့အများကြီးမမျှော်လင့်နိုင်ဘူးဆိုတဲ့ဟာမျိုးတွေ့ရတယ်လို့ဒီဘက်လည်းလူသစ်တွေရောက်လာမယ်ဆိုတဲ့ပုံစံမျိုးပဲအများကြီးဒီမှာလာပေါ်နေရပေါ့နော်အဲ့တော့ပိုင်း3တွေအနေနဲ့ကိုစိတ်ချမ်းသာအောင်နေဖို့ပဲလိုအပ်တယ်တခြားလူတွေကိုလည်းတန်တရားနဲ့မဟုတ်ဘဲနဲ့ခဏလေးဖြစ်ဖြစ်လက်ခံကြည့်ဖို့လိုအပ်တယ်ဆိုမျိုးဒီမှာလာပေါ်တယ်ပေါ့နော်အဲ့တော့တစ်ဖက်လူကပြန်လာခဲ့ရင်တော့မှလေပြန်ဆက်သွယ်နေတော့ကိုကောင်းဆန်တဲ့အတွက်သူ့ကိုယ်သူပဲကြည့်မှာပိုင်း3တွေကိုအများကြီးကြည့်နေမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်ပိုင်း3တွေဘက်ကလည်းသူ့ကိုကြည့်ပြီးတော့စိတ်ဆင်းရဲပြီးတော့ဒီစိတ်ဆင်းရဲတဲ့ဆက်ဆံရေးကိုဆက်သွားမလားပျော်ပျော်ရွှင်တဲ့လူသစ်တွေနဲ့ဆက်သွားမလားဆိုတာပိုင်း3တွေရဲ့ရွေးချယ်မှုပေါ်လေမူတည်တယ်ပေါ့နော်အဲ့တော့ပိုင်း3တွေအနေနဲ့ဒီအတိတ်ကလူကိုလက်လွတ်ချဖို့လိုရတယ်သူတို့ဘက်ကပြန်ဆက်သွယ်လာဖို့တော့ရှိပေမဲ့ကိုယ်လုံးဝလူလလမဟုတ်ပဲနဲ့ပေါ့ပါအပျော်ပဲပေါ့နော်လာပြီးဆက်သွယ်တာမျိုးပဲရှိလိမ့်မယ်ဒါတော့မှတော်တော်ရှားလိမ့်မယ်ပေါ့နော်ဒီပိုင်း3ကြီးတဲ့သူတွေက10ယောက်မှာ1ယောက်2ယောက်လောက်ပဲဆက်သွယ်ခံရလိမ့်မယ်ကျန်တဲ့လူတွေကတော့ဒီတိုင်းကိုယ်ပလစ်ထားတာမိထားတာမျိုးတွေဖြစ်တတ်တယ်အေးဆက်လုပ်နေရမျိုးတွေဖြစ်တတ်တယ်အဲ့တော့ပိုင်း3အနေနဲ့တော့အရင်မမျှော်လင့်တာပိုကောင်းတယ်လို့လက်လွတ်ချဖို့လိုတယ်ဆိုတဲ့ပုံစံမျိုးတွေဒီမှာတော့တွေ့ရတယ်ပေါ့နော်မဟုတ်ရင်ကိုယ်ပဲပူလောင်ပင်ပန်းရပြီးတော့လေတော်တော်လေးစိတ်ဆင်းရဲရဖို့ရှိတယ်ကိုယ်ငွေကြေး
တခြားအရာတွေပါအကုန်လုံး energy မကောင်းမဲဆုံးမျိုးကိုရှိရလို့တော့ဒီမှာတော့တွေ့ရတယ်အဲ့ဒါကြောင့် point 3တွေအနေနဲ့ key လေးကတော့ဒီလိုလေးဖြစ်ပါတယ်အဲ့တော့ဒီ reading လေးကတော့လေဒီလိုမျိုး overall energy ကြီးပေးတဲ့အတွက်အားလုံးနဲ့ energy ကတ်ချင်မှာကိုက်ပါလိမ့်မယ်အဲ့တော့အကယ်၍ကိုယ့်အတွက် personal reading တွေမြင်မြန်ကျင်နေဆိုလို့ရှိရင်တော့ before after ရဲ့ Telegram ကောက်မှာလာရင်မြင်မြန်လို့ရတယ်မျိုး Facebook မှာလည်းလာရင်မြင်မြန်လို့ရပါတယ်အဲ့တော့ဒီအချက်လက်တွေကို description မှာရေးပေးထားပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်တာရတဲ့နေ့လေးဖြစ်ကြပါစေအကယ်၍ကိုကဒီ Pick up reading တွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and share လုပ်ပေးဖို့လည်းရပါတယ်နောက်ထပ်သိချင်တဲ့ Pick up reading ကောင်းစဉ်တွေရှိလို့ရှိရင်လည်း comment မှာမမေ့ခဲ့လို့ရပါတယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်တာရတဲ့နေ့လေးဖြစ်ကြပါစေเนาะနောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်